ခွေးလေးတစ်ကောင်ဟာတောထဲမှာသူတစ်ခါမှမမြင်ဘူးတဲ့ကြောင်ကြီးတစ်ကောင်ကိုမတော်တဆတွေ့သွားခဲ့ပါတယ်။အနားကိုကပ်ပြီးတေချာကြည့်မလို့လှုပ်တဲ့အချိန်မှာပဲအဲ့ဒီအကောင်ကြီးကအသက်ရှူရက်နေပုံရပါတယ်။လက်နက်ကင်ထားတဲ့လူနှစ်ယောက်ဟာအဝေးကနေပြေးလာကြပါတယ်။ဗလာလည်းတော်တော်လေးကြောက်သွားပြီးတောအုပ်ထဲမှာပုန်းနေလိုက်ပါတယ်။ကြောင်ကြီးရဲ့ဘေးနားမှာတပ်ပုံရိုက်နေတဲ့လူနှစ်ယောက်ကိုတွေ့လာအဲ့ဒီကြောင်ကြီးကိုသူတို့တက်လိုက်တာဆိုတာကိုဘယ်လာသိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားကနေတိုးတိုးလေးအော်တန်တစ်ခုထွက်လာပါတယ်။အဲ့ဒါကကြောင်ပေါက်လေးတစ်ကောင်ပါဒါဟာအမဲလိုက်ခံလိုက်ရတဲ့သူ့အမျိုးအနွယ်တွေကအကောင်ပေါက်လေးဖြစ်နိုင်ပါတယ်။ဘယ်လာကပြဿနာမတက်ချင်တာကြောင့်နောက်လှည့်ပြီးရှေ့ကိုပဲဆက်လျှောက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကြောင်ပေါက်လေးကတော့သူ့နောက်ကိုအတင်းကပ်လိုက်လာပါတယ်။ဗလာနောက်လှည့်ကြည့်လိုက်တိုင်းအဲ့ဒီကြောင်ပေါက်လေးတွေကအာကိုရမဲပြီးတနာစရာကောင်းနေပါတယ်။ဒီအကောင်လေးဟာအမွှေးတောင်မစုံသေးတဲ့အကောင်ပေါက်လေးဆိုတာကိုဘယ်လာနောက်ဆုံးမှနားလည်သွားပါတယ်။အရင်တုန်းကသူ့အမေသူ့ကိုဘလို့ကျွေးမွေးပြုစုခဲ့လဲဆိုတာကိုသတိရပြီးဘယ်လာကအဲ့ဒီအကောင်လေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကတောင်ကျင်းတစ်ကောင်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။ဒီကောင်လေးကိုကျွေးဖို့အတွက်အမဲလိုက်တဲ့အတွေ့အကြုံမရှိတဲ့ဗလာဟာလူတွေကိုပဲပြစ်မှတ်ထားလိုက်ပါတယ်။တောထဲကိုပြိုပွဲစားထွက်လာတဲ့သူရှိရင်သူကအစားအသောက်တွေခိုးတက်ပြီးတန်ဃာတွေတွေကလည်းသူ့ကြိုက်ဆုံးပြစ်မှတ်တွေပါပဲ။ဆယ်မွန်ငါးတပုံလုံးကိုတစ်ခါတည်းနဲ့ရအောင်ယူပါတယ်။အစားအသောက်ရှာမရတဲ့အခါမျိုးဆိုရင်လူတွေနေတဲ့မြို့တွေတဲ့အထီတောင်သူကစွန့်စွန့်စားစားသွားတတ်ပါတယ်။ဘယ်လာရဲ့ဂယုတစိုက်ပြုစုစောင့်ရှောက်မှုအောက်မှာပေါ့ကြောင်ပေါက်လေးဟာတဖြည်းဖြည်းနဲ့ကြီးပြင်းလာပါတယ်။တခါတလေကြာရင်လည်းသူကဘယ်လာကိုကျေးဇူးပြန်ဆက်တတ်ပါတယ်။ဘဝကတော်တော်လေးပြည့်စုံနေတယ်လို့ပြောရမှာပါ။ဒါပေမဲ့ညရောက်တိုင်းဘယ်လာဟာသူ့ရဲ့တခင်လူကတ်ကိုအမြဲတမ်းတတိယနေတတ်ပါတယ်။တနေ့မှာတော့ဗလာကကြောင်ပေါက်လေးကိုအစားအသောက်ရှာဖို့မျက်စိကိုခေါ်သွားပါတယ်။ရုတ်တရက်ဆိုသလိုပဲသူတို့ဟာဝန်ပလွေအုပ်ရဲ့ပြစ်မှတ်ထားခြင်းကိုခံလိုက်ရပါတယ်။ဝန်ပလွေတွေကိုသူမရှင်နိုင်ဘူးဆိုတာကိုဘယ်လာသိပါတယ်။ဒါကြောင့်သူဟာကြောင်ပေါက်လေးကိုခေါ်ပြီးချက်ချင်းထွက်ပြေးပါတယ်။ဒါပေမဲ့ဝန်ပလွေတွေကနောက်ကနေအတင်းလိုက်နေပါတယ်။ကြောင်ပေါက်လေးဟာတစ်ပင်၆ကြီးပေါ်ကိုမတက်အောင်တက်ခဲ့ရပါတယ်။အဲ့ဒီအကောင်လေးကိုကာကွယ်ဖို့အတွက်ဘယ်လာဟာဝန်ပလွေတွေကိုတယောက်တည်းရင်ဆိုင်ရပါတော့တယ်။သူကအော်ဟိန်းပြီးသူတို့ကိုခြောက်လန့်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဝန်ပလွေတွေကတော့လုံးဝကိုနောက်မဆုတ်ပါဘူး။သူတို့ဟာတလန်းချင်းစီနီးကပ်လာနေပါတယ်။အဲ့ဒီအချိန်မှာပဲလူအတော်များများကအော်ဟစ်ပြီးပြေးလာကြပါတယ်။ဗိုက်စာနေတဲ့ဝန်ပလွေတွေလည်းကြောက်ပြီးထွက်ပြေးသွားကြပါတယ်။လူတွေကိုတခါမှမမြင်ဘူးတဲ့ကြောင်ပေါက်လေးကတော့တုံလုံးချောက်ချနေပါတယ်။တောထဲမှာပုန်းနေလိုက်ပါတယ်။ဒါပေမဲ့ဘယ်လာကတော့ထွက်မသွားပါဘူး။သူကအဲ့ဒီလူတွေစီကနေအစားတောက်တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ညမိုးချုပ်ခါနီးမှာအဲ့ဒီလူကဖုန်းနံပါတ်ပါတဲ့ဘယ်လာရဲ့လက်ပတ်ပြားလေးကိုတွေ့သွားပါတယ်။ဒါနဲ့သူလည်းအဲ့ဒီဖုန်းကိုဆက်လိုက်ပါတယ်။လူကတ်ရဲ့အတန်ကိုကြားလိုက်ရတဲ့အခါဘယ်လာကအဲ့ဒီလူပေါ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ခုန်တက်ပါတော့တယ်။ဒါပေမဲ့ကြောင်ပေါက်လေးကပြန်ပြေးလာပါတယ်။အဲ့ဒီလူလည်းတော်တော်လေးလန့်သွားပြီးသူ့ဖုန်းကိုလွှတ်ချလိုက်ပါတယ်။ဘယ်လာအစားတောက်ရခဲ့ပေမဲ့သူတို့ကတော့ထွက်ပြေးသွားကြပါတယ်။တခင်နဲ့ပြန်ဆုံနိုင်မဲ့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတယ်။ဒီလိုရှုပ်ရှုပ်ရှက်ရှက်တွေဖြစ်သွားတဲ့အတွက်ဘယ်လာနဲ့ကြောင်ပေါက်လေးလည်းကွဲသွားကြပါတယ်။စောင်းရသည်ကုံတို့ຫນွေဦးရသည်ကိုရောက်လာခဲ့ပါပြီ။တနေ့မှာဘယ်လာတော့တစ်ခုနာကဖြတ်သွားရင်းနဲ့ဝန်ပလွေတွေရဲ့နေမြေတဲကိုမတော်တဆရောက်သွားပါတယ်။အန္တရာယ်ရှိတာကိုသိလိုက်တာနဲ့သူဟာအသက်တန်ထွက်ပြေးပါတယ်။အလောတကြီးနဲ့ခြိုင်ဝမ်းတဲကိုသူပြေးဝင်သွားပါတယ်။ဒါပေမဲ့ဝန်ပလွေတွေဝိုင်းထားတာကိုခံလိုက်ရပါတယ်။သူကတတိရှိရှိနဲ့ပြန်တိုက်ခိုက်ပေမဲ့ပေါ့ဒါပေမဲ့သူ့ရဲ့အင်အားကဝန်ပလွေအုပ်ကိုရှင်ဖို့မလွယ်ပါဘူး။ဒါကြောင့်ဝန်ပလွေဘရင်ကသူ့ကိုမြေကြီးပေါ်မှာဖိထားလိုက်ပြီးဝန်ပလွေတွေကဘယ်လာကိုဝါမျိုးတော့မဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုအပေါ်ကနေဟိမ့်တန်ကြီးတစ်ခုထွက်လာပါတယ်။အဲ့ဒါဟာအရွယ်ရောက်ပြီးသားတောင်ချင်းသေးကြီးဖြစ်နေတာကိုတွေ့ပြီးသူတို့ထိတ်လန့်သွားကြပါတယ်။အဲ့ဒီချင်းသေးကြီးကအောက်ကိုခုန်ဆင်းလာပါတယ်။ဝန်ပလွေအုပ်ကိုချက်ချင်းပဲအနိုင်တိုက်လိုက်ပါတယ်။အဲ့ဒီအခါကျမှပဲဘယ်လာကသိလိုက်ရပါတယ်။ဒီချင်းသေးကြီးဟာကျွန်တော်ကိုယ်တိုင်မွေးထားတဲ့ကြောင်ပေါက်လေးပဲဖြစ်ပါတယ်။တောင်ချင်းသေးကြီးကလည်းဘယ်လာကိုမှတ်မိပါတယ်။ခုနလေးတင်ပဲအရန်ကိုထဲဝါနေတဲ့ချင်းသေးကြီးဟာပေါ့အခုတော့ကလေးလေးတယောက်လိုပဲဘယ်လာရဲ့ခေါင်းကိုအတင်းတိုးပြီးကတ်နေပါတယ်။တောင်ချင်းသေးကြီးရဲ့လိုက်လံပို့ဆောင်ပေးမှုနဲ့တူဘယ်လာဟာမြို့စုံကိုအောင်မြင်မြင်နဲ့ရောက်လာပါတယ်။သူကရှေ့ကိုဆက်သွားတော့မဲ့အချိန်မှာပဲတောင်ချင်းသေးကြီးကနောက်လှည့်ပြီးထွက်ခွာသွားပါတယ်။ဘယ်လာမခွဲချင်ပေမဲ့လည်းပေါ့ဒါပေမဲ့ရှေ့မှာသူ့ရဲ့တခင်ရှိနေသေးတာပဲလေ။ဘယ်လာဝမ်းနဲ့နေတဲ့အချိန်မှာပဲချင်းသေးကြီးကသူ့ဘာသာသူထွက်သွားပါပြီးဘယ်လာမှဘာမှပူစရာမရှိတော့ပါဘူး။သူဟာလူကတ်စီကိုအတင်းပြေးသွားပါတော့တယ်။